မင်္ဂလာပါချစ်တော်ညီကောင်မောင်နှမတို့ထူဝမ်းမြန်မာတနင်္ဂနွေဒေသနာအစီအစဉ်နဲ့ကြိုဆိုလိုက်ပါတယ်ဒေသနာမစခင်မှာဒေသနာရဲ့အရှင်ဖြစ်တော်မူသောထာဝရအရှင်ဘုရားခင်ထံတော်ဘာမှာကျွန်တော်တို့ဒေသနာကိုအတူတကွဆုတောင်းဆက်ကပ်ကြပါစို့အဖဘုရားသခင်ကိုရောကိုယေရှုတင်ပါတယ်ကိုရောဘုရားသခင်ယေရှုတော်သည်သားသမီးတို့အတွက်လုံလောက်ပြည့်စုံလျက်ရှိပါတယ်တပတ်တာလုံးကိုရောဘုရားပို့ဆောင်ပေးတယ်ကွယ်ကာပေးတယ်စောင့်ရှောက်ပေးတယ်ကျွေးမွေးပြုစုတယ်အရာခသိန်းတွေကိုရောယေရှုတင်တဲ့အဖဒီတပတ်တနင်္ဂနွေမှာလဲဝိညာဉ်ရနဲ့ပတ်သက်ပြီးဝိညာဉ်အစာနှုတ်ကပတ်တော်ကိုစားသုံးရန်အခွင့်ကိုရောပေးလို့ယေရှုတင်တယ်ဒေသနာဟောကြားမဲ့သားကျွန်တော်မျိုးရဲ့နှုတ်ရှာပါဇက်ကိုလည်းကိုရောကောင်းကြီးပေးပါကြားနာတဲ့ညီကောင်မောင်တို့မှအရောက်စီတဲ့အသက်တာမှာဝိညာဉ်ရေးရာတိဆောက်เสียဖြစ်စေဖို့ကိုရောကိုပုံမအားကိုဖို့ကိုရိုနာပုံမခိုလုံဖို့ကိုရောကိုပုံမယုံကြည်စိတ်ချနိုင်ဖို့ခွန်အားဖြစ်စေသောဒေသနာဖြစ်ဖို့ကောင်းကြီးပေးတော်မူပါခြေစောအလုံးစုံကိုချီးမွမ်းလက်သခင်ရှင်တော်နဲ့တောင်းလျှောက်ဆက်ကအနန္မာသည်ဖမြတ်သောဘုရားသခင်အာမင်ဆိုတော့ဒီတစ်ပတ်မှာညီကောင်မောင်တို့များကိုဝင်ငှခြင်းပေးခြင်းနဲ့ဒေသနာရဲ့ခေါင်းစဉ်ကတော့သခင်ရှုရှင်းလင်းလုံလောက်သည်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဝင်ငှခြင်းပါတယ်ဆိုတော့အခြေပြုခြင်းနဲ့ကျမ်းပိုက်ကတော့ကျွန်တော်တို့မာကုအခန်းကြီး30အငယ်20ခွန်ပေါ့နော်မာကုအခန်းကြီး30အငယ်20ခွန်ယေရှုကလည်းသူတို့ကိုကြည့်ရှု၏ဤမှုကိုလူမတတ်နိုင်တော့လဲဘုရားသခင်မတတ်နိုင်သည်မဟုတ်ဘုရားသခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်မူ၏လို့နှုတ်ကပတ်တော်ကဟောကြားထားတာရှိပါတယ်ဒါသခင်ယေရှုမိန့်တော်မူသောစကားဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းဒီစကားဘာကြောင့်ကိုတော်မိန့်တာလဲဆိုတော့တမိုင်းကြောင်းနောက်ခံလေးတော့နည်းနည်းကျွန်တော်ရှင်းပြခြင်းပါတယ်တခါတော့ငါတဲ့လမ်းမှာသခင်ယေရှုကြွသွားတဲ့ခါမှာလူငယ်တယောက်ကရောက်လာပြီးတော့မှသခင်ယေရှုကိုမေးတယ်ကောင်းမြတ်တော်မူသောအဖာတဲ့ကောင်းကင်နိုင်ငံရောက်ဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့မေးတဲ့ခါမှာမင်းနဲ့ဓမ္မဟောင်းကျမ်းတွေကိုဖတ်ဘူးတယ်မို့လားတဲ့ပညာတိကျမ်းတွေအဲ့ဒီကျမ်းတွေမှာပါတယ်လူသက်ကိုမတတ်နဲ့သူမရအောင်မတတ်မပြမနဲ့စသဖြင့်ပေါ့နော်ဒီအရာတွေအားလုံးဆိုတော့လူငယ်လေးကပြောလဲဆိုတော့ကိုရောတဲ့အဲ့ပညာချက်တွေကိုဒီငယ်စဉ်ကတည်းကကျွန်တော်စောင့်ရှောက်ပါပြီလို့ပြောတဲ့အခါမှာကိုရောကမဟုတ်သေးဘူးတဲ့မင်းမတခုတော့လိုနေသေးတယ်အဲ့ဒါဘာလဲဆိုတော့မင်းမရှိသမျှဥစ္စာပစ္စည်းတွေကိုရောင်းချပြီးတော့မှစင်းသားတွေဝင်ငှပါလို့ပြောတဲ့အခါမှာလူငယ်လေးကဥစ္စာရတတ်တော်သူဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူကအာရောစိတ်ပြက်ပြီးတော့မှထွက်သွားတယ်အဲ့ဒီခါမှာခင်ယေရှုကပြောလဲဆိုတော့ဥစ္စာရတတ်တဲ့လူကကောင်းကင်နိုင်ငံဝင်ခဲ့တယ်လို့ပြောပါတယ်အဲ့ဒီခါမှာလူငယ်ဒီတပည့်တော်တွေကကိုရောတဲ့ဒါဆိုရင်ဘယ်သူတွေကကောင်းကင်နိုင်ငံဝင်ပါလဲဆိုတော့ကိုရောကပြောပါတယ်ကောင်းကင်နိုင်ငံကိုဥစ္စာရတတ်တဲ့သူတွေကအမတမဝင်ခဲ့တယ်ကလအုပ်တကောင်ကိုအနှစ်ဖားမှာရှို့ခိုင်းရင်ရှို့နိုင်ကောင်းရှို့နိုင်လိမ့်မယ်ဒါမလို့ဥစ္စာရတတ်တဲ့လူတွေအတွက်တော့ဒီကောင်းကင်နိုင်ငံဝင်ဖို့ကတော့ခက်ခဲတတ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကဥစ္စာပစ္စည်းကိုတတ်မှတ်တဲ့စိတ်တွေများနေတာကိုနော်။ဆိုတော့ဒါပေမဲ့လို့ကိုရောကဒီစကားလေးဆက်ပြောပါတယ်။ယေရှုကလည်းသူတို့ကိုကြည့်ရှု၏ဤမှုကိုလူမတတ်နိုင်တော့လဲဘုရားသခင်မတတ်နိုင်သည်မဟုတ်။ဘုရားသခင်ဒီခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်မူတယ်ဆိုတဲ့စကားလေးကိုမိန့်ကြားခဲ့တာဖြစ်ပါတယ်။ဆိုတော့ချစ်တော်ညီကောင်မောင်တို့ဒီစကားကကယ်တင်ခြင်းအတွက်သာမကယုံကြည်သူများအသက်တာတစ်လျှောက်လုံးအတွက်မျှော်လင့်ချက်ဖြစ်ပါတယ်။နော်ကယ်တင်ခြင်းကလူအစွမ်းအစနဲ့မရနိုင်ပါဘူး။ဒါကြောင့်လူမတတ်နိုင်တဲ့အရာကိုဘုရားသခင်ပဲလုပ်ပေးနိုင်တာဖြစ်ပါတယ်။ဆိုတော့ဒီအဖြစ်အပျက်ကလူရဲ့ကန့်သက်ချက်နဲ့ဦးစားပေးလွဲမှားမှုကိုသခင်ရှုကပထမဦးစွာပေါ်ပြလိုက်တာပဲဖြစ်ပါတယ်ချစ်တော်ညီကောင်တို့ဆိုတော့ကျွန်တော်တို့လူကနော်အမှားမှန်ပိုင်ခြားနိုင်ဆိုတာမရှိပါဘူးပြီးတော့လူရဲ့သဘောတဘာဝကတည်မြဲသောအရာထက်မတည်မြဲသောအရာတွေကိုဦးစားထားတတ်တဲ့စိတ်သဘောရှိပါတယ်မိမိအတွက်အမှန်တကယ်လိုအပ်ချက်ကိုလည်းမသိမမြင်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့လောကီတတ်မဲ့ခြင်းတွေဂုဏ်တဏတတ်မဲ့ခြင်းတွေမာနတွေကဖုံးလွှမ်းနေတဲ့အတွက်ကြောင့်အမှန်တရားကိုလည်းမမြင်နိုင်ဘူးမိမိအပြစ်ကိုမိမိမမြင်နိုင်တယ်လို့မိမိအပြစ်ကိုလည်းမဖယ်ရှားနိုင်ပါဘူးတကယ်တော့အပြစ်ကိုဖယ်ရှားပေးနိုင်တာဖရားပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်အပြစ်ကိုလူသားကအပြစ်ရှိတဲ့လူကအပြစ်ကိုမဖယ်နိုင်တဲ့အခါမှာလူမတတ်နိုင်တဲ့အမှုကိုဘုရားသခင်ကတတ်နိုင်တယ်လို့ကိုတော်ကပြောတာဖြစ်ပါတယ်ဆိုတော့သေခြင်းကိုလည်းကျွန်တော်တို့လူသားအနေနဲ့မအောင်မြင်နိုင်ပါဘူးဒါမှမဟုတ်သခင်ယေရှုကတော့အောင်မြင်ခြင်းပေးနိုင်ပါတယ်ထာဝရတက်ကိုလည်းကြိုးစားလို့မရနိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဘာသာရေးဆရာ
တနည်းအားဖြင့်ဖြောင့်မတ်သောလူတွေရဲ့ကြီးညိုလေးစားခြင်းခံရသောဓမ္မဆရာတယောက်ဖြစ်တဲ့နီကောဒေဟာတစ်ဖန်မွေးဖွားခြင်းတနည်းအားဖြင့်ဒုတိယမွေးဖွားခြင်းကိုသူနားမလည်နိုင်ခဲ့ပါဘူးเนาะတပတ်ကြောင့်လဲဆိုတော့လူအားဖြင့်ဖျားသခင်ရဲ့လောက်ထားတဲ့အရာအမှန်တရားကိုမမြင်နိုင်လို့ဖြစ်ပါတယ်ချစ်တော်ညီကောင်ပါလို့ဒါကြောင့်လူဟာအမှန်လဲမပိုင်းခြားနိုင်တယ်လို့တည်မြဲသောအရာထက်မတည်မြဲသောအရာတွေကိုပဲဦးစားပေးတတ်တယ်ကိုယ့်အတွက်အမှန်တကယ်လိုအပ်ချက်တဲ့ထာဝရအသက်ကိုရဖို့အတွက်လည်းမသိမမြင်နိုင်လောက်အောင်လူဟာကြာဆင်းလက်ရှိရဲဆိုတာကိုဒီနေ့ကျွန်တော်တို့နားလည်ရတာဖြစ်ပါတယ်ချစ်တော်ညီကောင်ပါတို့ဒါပေမဲ့လို့သခင်ယေရှုရှိရင်မဖြစ်နိုင်တဲ့အရာတွေကဖြစ်လာပါတယ်ချစ်တော်ညီကောင်တို့ကျွန်တော်ခဏဝင်ငှားခဲ့တဲ့ပြီးခဲ့တဲ့အပတ်ကဝင်ငှားခဲ့တဲ့အကြောင်းအရာတွေမှာပါပြီးသားဖြစ်ပါတယ်မျက်မြင်ဘာဒီဘဲကိုမျက်စိပြန်မြင်စေပါတယ်ချစ်တော်ညီကောင်တို့မွေးကလေးကမျက်စိမမြင်တဲ့ဘာဒီမဲနော်ဒါပေမဲ့လို့မျက်စိကိုပြန်မြင်စေနိုင်တယ်မွေးကလေးကမျက်စိမမြင်နိုင်တဲ့မျက်စိမြင်ဖို့ရန်မဖြစ်နိုင်ဘူးလို့ယူဆစရာရှိပါတယ်လူတွေကတထိတ်ချပြောစရာလည်းဖြစ်ပါတယ်သို့တော်လည်းပဲသခင်ယေရှုကမျက်စိကိုပြန်မြင်စေခဲ့ပါတယ်တေပြီးတဲ့လာဇရုနော်၄ရက်မြောက်သောနေ့မှာ၄ရက်ရှိပြီအခုချိန်ဆိုနာမာလိုက်မယ်လို့ပြောပေမဲ့လို့ပုတ်လောက်ပြီးပေါ့ဒါမလို့တေပြီးသောလာဇရုကိုအသက်ပြန်ရှင်သေးတာသခင်ယေရှုပဲဖြစ်ပါတယ်စနစ်နှစ်ပတ်လုံးသွေးသွင်းဝေဒနာဆွဲလို့သူ့မှာရှိသမျှဥစ္စာကုန်အောင်စေသမားလက်မှာဝေဒနာပြင်းစွာခံရပြီးမပြောက်ကင်းတဲ့သူကိုလည်းပဲကိုတော်ကပျောက်ကင်းစေခဲ့ပါတယ်နတ်ဆိုးဆွဲပြီးနှိမ့်ဆက်ခံရတဲ့သူတွေကိုလည်းကိုတော်ကချမ်းသာစေခဲ့ပါတယ်အစာလိုအပ်နေတဲ့လူ9000ကိုလည်းမုံ9လုံးနဲ့9နှကောင်အားဖြင့်ဝါစွာကျွေးခဲ့တယ်ပြောမယ်ဆိုဒီအရာတွေကမဖြစ်နိုင်ပါဘူးဒါမှမဟုတ်သခင်ယေရှုရှိတဲ့အခါမှာအားလုံးကဖြစ်လာတယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်ချစ်တော်ညီမောင်တို့သခင်ယေရှုလက်တော်ထဲမှာမဖြစ်နိုင်တဲ့အရာမရှိပါဘူးမျောလင်းချက်မဲ့နေတဲ့ဗာတီမဲအသက်တာမျောလင်းချက်တွေပြန်လဲရှင်သန်နိုးကြလာစေခဲ့တယ်မောင်တယောက်ဆုံးသွားလို့ပူဆွေးတော့ကရောက်နေတဲ့မာရိမာသတို့ရဲ့မိသားစုเนาะသူတို့တွေဟာဝမ်းမြောက်ခြင်းအသက်တာကိုပြန်လဲခံစားရတယ်ကုသလို့မရတော့ဘူးလို့ခံစားနေရတဲ့ယောဂဝေဒနာဆိုခံစားနေရတဲ့သူလည်းပဲသူ့ရဲ့အသက်တာမှာယောဂဝေဒနာဆိုကနေပြီးတော့လွတ်မြောက်ရတဲ့အခွင့်ရရှိပါတယ်စေဝါဖြင့်မကုသနိုင်တဲ့နတ်ဆိုးတွေရဲ့နှိပ်စက်ခြင်းကိုလည်းပဲသခင်ယေရှုရဲ့တကူအာဏာအပြင်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်စာဝန်တွေမလုံလောက်တဲ့အခြေအနေတွေမှာလည်းပဲကိုတော်ကဝါစွာကျွေးနိုင်တဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုလက်တော်မှာမဖြစ်နိုင်တဲ့အရာတစ်စုံတစ်ခုမှမရှိပါဘူးအဲ့ဒီအရာတွေအားလုံးကိုပြောင်းလဲပေးနိုင်တာသခင်ယေရှုပဲဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့အမှားချမ်းစာအရနားလည်ရပါတယ်ဒါကြောင့်ချစ်တော်ညီကောင်မတို့သခင်ယေရှုရှိလျင်လုံလောက်သည်ဖခင်သခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဆိုတော့သခင်ယေရှုကပြဿနာကိုသာဖြေရှင်းပေးတဲ့သူမဟုတ်ပါဘူးကိုတော်တိုင်းကျွန်ုပ်တို့အတွက်လုံလောက်ခြင်းဖြစ်ပါတယ်ကိုတော်ကကျွန်တော်နဲ့အတူရှိတဲ့ဖခင်ဖြစ်ပါတယ်အေမာနွေလဒါကြောင့်ကိုတော်ကကျွန်တော်တို့ကိုကျွန်တော်နဲ့အတူရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာလိုအပ်ချက်ကိုအားလုံးကိုသိမြင်ပြီးတော့မှကိုတော်ကကျွန်တော်တို့ကိုအမြဲတမ်းကြည့်ရှုစောင့်ရှောက်ပေးနိုင်ပါတယ်ဒါကြောင့်ကိုတော်ရှိရင်ကျွန်တော်အသက်တာမှာလုံလောက်ပါတယ်ရှင်ဘောလူဟာထောင်ထဲမှာနော်ခံစားနေရတဲ့အကျဉ်းချနေတဲ့အချိန်မှာအချိန်တွေပေါ်မှာမတီးပဲနဲ့ကိုတော်ပေါ်မှာယုံကြည်တဲ့အတွက်ကြောင့်သူဝမ်းမြောက်နိုင်ခဲ့ပါတယ်ဆိုတော့ဒါဝိမင်းကြီးလည်းသူ့အသက်တာတစ်လျှောက်လုံးမှာခရစ်တော်ကထိန်ချောင်းပေးနေခဲ့တယ်ဆိုတာကိုနားလည်လာတဲ့အခါမှာသူကထာဝရဘုရားသည်ငါ၏တိုးရင်းဖြစ်တယ်ငါ၌ဆင်းရဲခြင်းမရှိရလို့ကြွေးကြော်ခဲ့တာဖြစ်ပါတယ်ချစ်တော်ညီကောင်မတို့ဆိုတော့ငွေရှိခြင်းကကျွန်တော်တို့တက်တာအတွက်လုံလောက်မှုမပေးနိုင်ပါဘူးเนาะပတ်စံတော့ရှိပါတယ်ဒါမျိုးကုမရတဲ့ကင်ဆာယောဂမျိုးတွေဖြစ်လာတယ်ကုမရတဲ့ယောဂတွေဖြစ်လာတယ်ဒါဆိုရင်ငွေဟာအရာခတ်သိမ်းကိုလုံလောက်မှုမပေးနိုင်ပါဘူးပစ္စည်းဥစ္စာကြွယ်ဝမှုကလုံလောက်မှုလည်းမပေးနိုင်ပါဘူးเนาะပစ္စည်းဥစ္စာကြွယ်ဝမှုကကျွန်တော်နေထိုင်မှုတွေစားတောက်မှုတွေပြည့်စုံတယ်လို့ထင်ရတော်ညာလည်းပဲကျွန်တော်တို့မကွယ်ကာပေးနိုင်ပါဘူးဒါကြောင့်ဒီအရာတွေကအကြောင်းအရာတစ်ခုပေါ်မှာလာလုံလောက်နိုင်မယ်လို့အရာအားလုံးတွေအရာခတ်သိမ်းတွေလုံလောက်မှုမပေးနိုင်ဘူးဆိုတာကျွန်တော်နားလည်ရတယ်အာနာရှိခြင်းကလည်းလုံလောက်မှုမပေးနိုင်ပါဘူးချစ်တော်ညီကောင်တို့ကျွန်တော်တို့မှာအာနာရှိပါတယ်နေဒီအာနာအရာကျွန်တော်တို့လုံနိုင်သမျှလုံချင်သမျှအရာအားလုံးကိုလုံနိုင်တယ်ဆိုပေမဲ့လို့ခုနကဘလို့ကျမ်းမာရေးချို့တဲ့လာတာကိုတော့အာနာနဲ့ဓာတ်စီလို့မရပါဘူးเนาะတဘာဝဘေးဒဏ်ကြီးကိုအာနာနဲ့ဓာတ်စီလို့မရပါဘူးဒါကြောင့်ကျွန်တော်အသက်တာမှာမတတ်နိုင်ဘူးလို့ထင်ရတဲ့အရာများစွာရှိပါတယ်ချစ်တော်ညီကောင်တို့
ဒါပင်လို့မာကုအခန်းကြီး30အငယ်29ကကျွန်တော်တို့ကိုသတိပေးနေပါတယ်လူမတတ်နိုင်သောအမှုကိုဘုရားသခင်တတ်နိုင်တော်မူပါတယ်အရာအလုံးကိုလုံလောက်မှုပေးနိုင်တာသခင်ရှုတပါးတည်းပဲဖြစ်ပါတယ်ဒါကြောင့်ခြေတော်ညီမောင်တို့ပြဿနာအခက်အခဲကြုံတွေ့လာတဲ့အခါမှာသခင်ယေရှုတန်ချီးကပ်ပါမလုံလောက်ဘူးလို့ခံစားလာတဲ့အချိန်မှာသခင်ယေရှုတန်ချီးကပ်ပါနေ့စဉ်အသက်တာမှာသခင်ယေရှုရှိရင်လုံလောက်တယ်လို့ဆင်ခြင်ပြီးတော့မှအသက်ရှင်မှာခြေတော်ညီကိုမောင်တို့ညီကိုမောင်တို့ရဲ့အသက်တာမှာသခင်ယေရှုရှိလျင်တကယ်ပဲဘဝမှာမျှော်လင့်ချက်တွေရှိလာမှာဖြစ်ပါတယ်ခွန်အားတွေလည်းရှိလာမှာဖြစ်ပါတယ်ငြိမ်သက်ခြင်းတွေလည်းရှိလာမှာဖြစ်ပါတယ်ကယ်တင်ခြင်းလည်းရှိလာမှာဖြစ်ပါတယ်ထာဝရအသက်လည်းရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ညီကိုမောင်တို့ရဲ့နေ့စဉ်အသက်တာမှာသခင်ယေရှုရှိရင်လုံလောက်တယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်မှုလိုအပ်ပါတယ်ကျွန်တော်နေ့စဉ်အသက်တာမှာကျွန်တော်မတတ်နိုင်တဲ့အမှုတွေများစွာရှိပါတယ်ကျွန်တော်ဘေးအန္တရာယ်ကျွန်တော်မကာကွယ်နိုင်ပါဘူးကျွန်တော်တခါတရံမှာစားဖို့နေရခက်ခဲတဲ့အချိန်တွေရှိပါလိမ့်မယ်ဒါတွေအားလုံးကိုတော်ကထောက်ပံ့ပေးကမ်းကွယ်ကာစောင့်ရှောက်နိုင်တဲ့ဘုရားဖြစ်ပါတယ်ကိုတော်ရှိရင်အရာအားလုံးကလုံလောက်တယ်ဆိုတဲ့ယုံကြည်ခြင်းကျွန်တော်အသက်တာမှာနေ့စဉ်နှလုံးသွင်းဆင်ခြင်ပြီးအသက်ရှင်ခြင်းအားဖြင့်ခရစ်တော်ရဲ့လုံလောက်ခြင်းညီကောင်မောင်နှမတို့ရဲ့အသက်တာမှာခံစားရရှိပါစေကြောင်းဤနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တိုက်တွန်းနှိုးဆော်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ